ဒါကတော့လင်းပိုင်စကြက်နာကိုရောက်ပြီလို့ပြောပါတယ်တခြားနိုင်ငံမှာပျောက်ကွယ်ကုန်ပြီဖြစ်တဲ့သရံလေးတွေကိုဟောင်ကောင်မှာနှစ်ပေါင်း120ထိတိုင်အောင်တကယ်လဲအသုံးပြုပြီးတော့ခရီးသွားတွေအတွက်ဆွဲဆောင်မှုလဲဖြစ်စေခဲ့တာဟာသူ့နိုင်ငံရဲ့တကယ်ကိုထင်ရှားတဲ့အမှတ်တစိတ်ကြီးပဲမဟုတ်ပါလားတိုင်အို Fishing Village ကိုသွားမယ်ဆိုရင်တော့ဒီဘုရားကြီးကနေကားတစ်ဆင့်နဲ့တန်းရောက်ပါတယ်အခုဒီအပေါက်လေးကနေထွက်သွားမယ်ဆိုလို့ရှိရင်တော့ကားဂိတ်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီကားဂိတ်လေးကနေမှကျွန်တော်တို့က21ဆိုတဲ့ဘတ်ကိုစီးသွားရင်တန်းရောက်မှာဖြစ်ပါတယ်ဘယ်တိုးမှမလို့ဘာကားမှငားစရာမလိုဘဲနဲ့တိတ်ကိုမှလွယ်ကူပါတယ်နော်အခုဆိုရင်တော့တိုင်အိုရွာကလေးကိုရောက်လာပြီဖြစ်ပါတယ်တိုင်အိုရွာကိုလာရတဲ့အဓိကရည်ရွယ်ချက်ကတော့ဖျားကြီးနဲ့လမ်းလေးတင်တယ်လို့ရွာကိုလေးလာကျင်တာလည်းဖြစ်တယ်လို့ Pink Dolphin လေးတွေကိုကြည့်ကျင်တာလည်းဖြစ်ပါတယ် Pink Dolphin လေးတွေကိုကြည့်ကျင်တဲ့သူကတော့အခုလိုမျိုးဝင်ချင်းမှာပဲတန်းစီပြီးတော့လက်မှတ်ဝယ်ရပါပြီ Pink Dolphin လေးတွေကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့ပုတ်ကိုစီးပြီးသွားရမှာဖြစ်ပါတယ်ဒီပုတ်ခကတော့တယောက်ကိုဟောင်ကောင်ငွေ40ဖြစ်ပါတယ်မြန်မာငွေနဲ့ဆိုရင်တော့2000ကျော်လောက်ရှိပါတယ်ဒီလိုမျိုးပုတ်သေးသေးလေးကိုစီးပြီးသွားမှာဖြစ်ပါတယ်တစ်ခါစီးရင်တော့အယောက်20ဆန့်ပါတယ်ကဲ Dolphin နဲ့ပတ်သက်ရင်လက်ကောင်းတာဆိုတော့အမြဲလက်ကောင်းနေကြဆိုတော့ဒီတစ်ခါဘယ်လိုဖြစ်မလဲဒီတိုင်ုံရွာလေးကစိတ်ကန်းငါးဖမ်းရွာလေးဖြစ်တဲ့အတွက်အခုလိုပဲခြေတံရှည်လေးတွေနဲ့စောက်ပြီးတော့နေကြပါတယ်ညှီစော်ကတော့တော်တော်ကိုနံပါတယ်ရွှွန့်နုံကလည်းတိတ်ကိုများပါတယ်ဒီဘုတ်တွေကိုအဓိကစီးတဲ့နဲ့ရွေချက်ကတော့ Pink Dolphin လေးတွေကိုမြင်ရဖို့သွားကြည့်တာမဟုတ်ပဲနဲ့အခုလိုမျိုးတိုင်ကိုရွာလေးမှာဘယ်လိုတွေနေကြတယ်ဘယ်လိုအိမ်ကလေးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့ကလိုက်ကြည့်ရတာနဲ့တင်တော်တော်လေးတန်ပါတယ် Pink Dolphin မြင်ရတယ်မမြင်ရဘူးကတော့မိမိတို့ရဲ့ကံတရားပဲပေါ့နော်ကျွန်တော်သာဆိုရင်တော့ဒီလိုရွာလေးမှာလုံးဝနေနိုင်မှာမဟုတ်ပါဘူးအနံ့အသက်ကညှိနဲ့အရန်ကိုဆိုးသွားသလိုရည်ကြည့်လိုက်ရင်လည်းညစ်ပတ်နေတာပေါ့နော်ကိုနဲ့စိမ့်နဲ့အရက်ဒေတာလေးကိုအခုလိုရောက်ရှိပြီးတော့လေ့လာရတာလည်းတော်တော်လေးကိုစိတ်ကျေနပ်စရာကောင်းပါတယ်ဒီပုတ်ကလေးတွေကတော့အခုလိုမျိုးသူတို့ရဲ့ငါးဖမ်းရွာလေးကိုတည်တည်ချာချာမြင်ရအောင်ဖြည်းဖြည်းလေးပဲလိုက်လံပြီးတော့ပို့ဆောင်ပြသပေးတာဖြစ်ပါတယ်အေးချမ်းချမ်းပဲနော်မြန်မာတွေနဲ့တောင်တူလိုက်တာဒီဘက်တောင်လည်းမြင်နေဘူးနော်
တောင်ကြီးနဲ့ကြည့်ပါအောင်အေးချမ်းလိုက်တာတောင်နဲ့ရေနဲ့ဒီရွာလေးကနမိတ်စစ်မှာရွာရဲနေထွက်လာပြီဆိုရင်တော့ pink dolphin လေးတွေကိုရှာဖို့အတွက်ကျွန်တော်တို့ကရေနက်ပိုင်းကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်အခုကတော့ရေနက်ပိုင်းကိုရောက်ပြီပေါ့နော်ဒါကတော့လင်းပိုင်းစကြက်နာကိုရောက်ပြီလို့ပြောပါတယ်လေသမားကြီးကတွေးပြီးဆိုပြီးညွှန်ပြပေးမယ်လေကျွန်တော်ကတော့ဘလို့မှမမြင်ခဲ့ရပါဘူးကင်မရာလေးလည်းဘလို့မှမရိုက်ခဲ့နိုင်ပါဘူးတခြားမိသားစုတွေကတော့တွေ့တဲ့အတွက်ပျော်ရွှင်ပြီးတော့အော်ဟစ်နေကြတာပေါ့နော်ဒီ pink dolphin လေးတွေကတာမန်ပင်လယ်လင်းပိုင်တွေလိုမျိုးအုပ်လိုက်ကြီးရှောက်သွားနေတာကိုကြည့်ရတာမဟုတ်ပဲနဲ့အခုလိုပင်လယ်ပြင်မှာတစ်ကောင်စားနှစ်ကောင်စားသာထွက်လာတာမို့လို့ရှာရတာတော်တော်လေးကိုခက်ပါတယ်လုံးဝထွက်မလာတာမျိုးမဟုတ်ပဲနဲ့သူများတွေတွေးခဲ့ရပြီးကျွန်တော်ပဲမတွေးခဲ့ရတာဖြစ်တဲ့အတွက်ဒီခီးလေးကကျွန်တော်အတွက်တော့နှမျိုးစွာနဲ့ပြန်လာခဲ့ရပါတယ်စိတ်ကန်းကိုပြန်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရွာကလေးတွေကိုခဏလောက်တော့ရှောက်ပတ်ပြီးတော့ကြည့်လိုက်ပါဦးမယ်ဒါကတော့ခုနကကျွန်တော်တို့စီးခဲ့တဲ့ပုတ်ကလေးတွေကိုအပေါ်စီးကနေမြင်ရတာဖြစ်ပါတယ်ရွာထဲမှာကတော့လက်ဆောင်ပစ္စည်းဆိုင်လေးတွေနဲ့ငချောက်ငချမ်းဆိုင်လေးတွေကိုအိမ်တိုင်းလိုဖွင့်ပြီးတော့ရောင်းချနေကြတာဖြစ်ပါတယ်တော်တော်ကိုဈေးလဲပေါ်သလိုပစ္စည်းလဲစုံပါတယ်အိမ်သာပြင်ရမယ်ဆိုရင်တော့ကျွန်တော်ကအများကြီးဝယ်မိမှာအမှန်ပါပဲတခါမှမမြင်ဘူးတဲ့အခုလိုကင်းမွန်ကြီးတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါလေးတွေဆိုလို့ရှိရင်ပဇွန်တွေကိုအကောင်လိုက်အကြီးကြီးတွေခြောက်ထားတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကလက်ဖက်နဲ့ဆိုရင်တော့ရှယ်ပေါ့ကျွန်တော်တို့စီကငမုတ်နဲ့တူတဲ့အချောက်ကလေးတွေကိုလည်းပုံစံမျိုးစုံနဲ့တွေ့ရတယ်လို့ရေခူချောက်အချောက်ချမ်းမျိုးစုံဟာစားကျင်စရာကိုတော်တော်လေးကောင်းပါတယ်ဝယ်ကျင်စရာလည်းတော်တော်ကိုကောင်းပါတယ်ဟောင်ကောင်ကနေသားမြန်မာပြည်ကိုတန်းပြင်ရမယ်ဆိုလို့ရှိရင်တော့ဒီပစ္စည်းတွေအကုန်လုံးကိုကျွန်တော်ကတော့ကောက်ထဲနဲ့ဝယ်မိမှာအမှန်ပါပဲအခုတော့ကိုရီးယားပြင်ရမှာဖြစ်တဲ့အတွက်တယောက်တည်းလည်းမစားနိုင်သလိုချက်လည်းမစားတတ်ပါဘူးဒီတိုင်ဟိုရွာလေးကတော့ပတ်ရင်ပတ်တလောက်ဝင်ကပါလို့ပဲအများကြီးပဲဖြစ်ပါတယ်ငါးစိမ့်တွေငါးရှင်တွေကိုလေပေါ်ကနေဓာတ်ရိုက်ဝယ်တဲ့နေရာလေးတွေလည်းရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့လူကြီး2ယောက်ပါတာဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲပတ်ပြီးတော့ပြန်ထွက်ခဲ့ပါတယ်ရွာထဲကနေထွက်လာမယ်ဆိုရင်တော့ကျွန်တော်တို့အလာတုံးကဆင်းခဲ့တဲ့ဂိတ်ကိုပဲပြန်ပြီးတော့သွားရမှာဖြစ်ပါတယ်ဒီဂိတ်ကနေပြီးတော့ကျွန်တော်တို့ကားစီးမယ်ဆိုရင်တော့ထွန်းချွန်းစတေရှင်ကိုတန်းရောက်မှာဖြစ်ပါတယ်ဖျားကြီးစီကိုပြန်သွားစရာမလိုတော့ပါဘူးထွန်းချွန်းစတေရှင်ကိုရောက်မယ်ကတော့နံပါတ်7ပဲဖြစ်ပါတယ်တိုင်ဟိုတန်ငါရွာလေးကနေပြီးတော့ထွန်းချွန်းစတေရှင်ကိုသွားတဲ့လမ်းတောက်လျှောက်ကတော့အခုလိုပဲရှုခင်းကြီးတွေကိုလှပစွာခံစားရမှာဖြစ်ပါတယ်ကိုယ်နိုင်ငံကိုဒေသနဲ့ကိုရောက်ဖူးတဲ့နိုင်ငံတွေကိုရောက်နေတဲ့နိုင်ငံတွေနဲ့မတူတဲ့အလှပတွေကိုအခုလိုမျိုးကားပေါ်ကနေပတ်စံမပေးရပဲနဲ့မြင်တွေ့ရတာလေတော်တော်လေးကိုစိတ်ချမ်းသာစရာကောင်းပါတယ်ကျွန်တော်ကတော့လုံးဝအိမ်မငိုက်ပဲနဲ့ပင်လယ်ပြင်ကြီးကိုတဝကြီးခံစားခဲ့ပါသေးတယ်အခုဆိုရင်တော့ထွန်းချွန်းစတေရှင်ကိုပြန်ရောက်ပြီဖြစ်ပါတယ်ကျွန်တော်တို့က17ကားကိုစီးလာမယ်ဆိုရင်တော့ဘာမှစိတ်ပူစရာမလိုပါဘူးထွန်းချွန်းစတေရှင်မှာပဲဂိတ်ဆုံးမှာဖြစ်တဲ့အတွက်ဆင်းလိုက်ရုံပါပဲ transportation ကတ်ဖြစ်တဲ့ auto pass ကတ်လေးတွေငွေသွင်းခြင်းနဲ့ငွေဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆက်ကလေးတွေရှာပြီးတော့ငွေဖြည့်ရုံပါပဲတိတ်ကိုမှလွယ်ကူပါတယ်ကျွန်တော်တို့ကတော့ထွန်းချွန်းစတေရှင်ကနေပြီးတော့ဟောင်ကောင် Central Station အထိကိုစီးသွားမှာဖြစ်ပါတယ်ညစာကိုတော့ဟောင်ကောင် Central ဘက်မှာပဲအဆင်ပြေတဲ့ဆိုင်တွေကိုဝင်စားလိုက်ပါတယ်တိတ်ကိုမှအရသာရှိပါတယ်ကျွန်တော်တို့အခုစားနေတာဆိုရင်ကိုက်လန်ဟင်းဂျိုလေးရယ်ပြီးရင်ဝတ်သားချိုချင်လေးရယ်နောက်ကြက်သားမုံညင်းချင်ကြော်လေးရယ်တိတ်ကိုမှ
လိုက်ဖက်ပြီးတော့စားလို့တော်တော်လေးကောင်းပါတယ်တစ်ခုပဲရှိပါတယ်ဒီရေခွက်ကလေးတွေကတောက်ဖို့ပေးတာမဟုတ်ပဲနဲ့ဇွန်းတွေကိုစိမ်မှုပေးထားတာဖြစ်ပါတယ်အဲ့ဒါကိုတောက်မိတဲ့အတွက်အဆက်ကွဲခဲ့ရပါသေးတယ်ဒီနေ့ညကတော့ဒရန်လေးတွေကိုစီးပြီးတော့ကျွန်တော်တို့မြို့ပတ်မယ်လို့စဉ်းစားထားပါတယ်ဒီဒရန်လေးတွေကိုစီးရင်းနဲ့ပဲဟိုတယ်ကိုအရောက်ပြန်မှာဖြစ်ပါတယ်ဟောင်ကောင်မှာဒရန်လေးတွေကိုစီးမယ်ဆိုရင်တော့အခုလိုပဲနောက်ပေါက်ကတက်ရမှာဖြစ်ပါတယ် transportation ကတ်ကိုလည်းကတ်เสียမလိုပါဘူးအစင်းကြမှာကတ်ရမှာပါဘယ်နှဂိတ်စီစီဘလောက်ကွာဝေးစီစီလူကြီးဆိုရင်3ချက်ပဲဖြတ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့အစင်းမှာကတ်ပြီးတော့ဆင်းရင်ရပါပြီနှင်းနှီးလေးနဲ့ဂျုံဂျုံကြက်ကြက်သွားနေတဲ့အတန်လေးကတကယ်ကိုမှစိတ်ဝင်စားစရာကောင်းပြီးတော့အတွေ့အကြုံသစ်ကလေးပါအရန်ကိုလည်းပျော်စရာကောင်းပါတယ်ဒါပေမဲ့ခရီးကိုမြန်မြန်ဆန်ဆန်လိုချင်တဲ့သူတွေအတွက်တော့ဒီတရမ်လေးတွေကိုမစီးသင့်ပါဘူးဘတ်ဖြစ်ဖြစ်ယထာဖြစ်ဖြစ်တက်ဆီဖြစ်ဖြစ်ရွေးချယ်ဖို့အကြံပေးပါရစေဒီတရမ်လေးတွေကဂိတ်တွေအများကြီးရက်တယ်လို့နှင်းနှီးလေးသွားတာဖြစ်တဲ့အတွက်တိတ်ကိုကြာမြင့်ပါတယ်ကျွန်တော်တို့ဟောင်ကောင်သွားလေတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဒီတရန်လေးတွေကတက်တန်ဟာနှစ်ပေါင်း120ပြည့်တဲ့အချိန်ဖြစ်ပါတယ်တရန်လေးတွေကိုစိတ်ဝင်စားလို့ရှောက်ပတ်စည်းခြင်းနဲ့ဆိုလို့ရှိရင်တော့ရှေ့ဆုံးကအခုလိုနေရာလေးမှာထိုင်ပြီးတော့ဗီဒီယိုရိုက်ရင်တိတ်ကိုမှလှပါတယ်ရှုခင်းတွေကိုလည်းတဝါကြီးခံစားရမှာဖြစ်ပါတယ်ဒါကြောင့်တခြားနိုင်ငံတွေမှာမြို့ပတ်ကားစီးတာနဲ့စားလို့ရှိရင်ဟောင်ကောင်မှာဒီတရန်ကိုစီးတာကဟောင်ကောင်ရဲ့အလှပကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်ဟောင်ကောင်ရဲ့လမ်းမပေါ်တွေကတော့တကယ်ကိုရှုပ်ပါတယ်အိမ်စီးကားတက်ဆီဘတ်နှစ်ထပ်ဘတ်နဲ့အခုလိုမျိုးတရန်ကြီးတလန်းထဲမှာရှုပ်ချက်ခတ်နေအောင်သွားလာနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းတခြားနိုင်ငံမှာပျောက်ကွယ်ကုန်ပြီဖြစ်တဲ့တရန်လေးတွေကိုဟောင်ကောင်မှာနှစ်ပေါင်း120ထိတိုင်အောင်တကယ်လည်းအသုံးပြုပြီးတော့ခရီးသွားတွေအတွက်ဆွဲဆောင်မှုလည်းဖြစ်စေခဲ့တာဟာသူ့နိုင်ငံရဲ့တကယ်ကိုထင်ရှားတဲ့အမှတ်တစိတ်ကြီးပဲမဟုတ်ပါလားတစည်းနဲ့တစည်းအယောင်ကလေးတွေကြော်ညာလေးတွေနဲ့စတစ်ကာလေးတွေဟာကွဲပြားနေတာဖြစ်တဲ့အတွက်အယောင်စုံလေးတွေနဲ့မကရုံးလေးတွေနဲ့တောင်တူပါသေးတယ်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကစကိုင်းကပ်ဆူလေးတွေကိုကြိုက်နှစ်သက်တဲ့ဆွဲဆောင်မှုရှိတယ်လို့ထင်ရင်ဟောင်ကောင်ရဲ့ဒရမ်လေးတွေကပို့ပြီးတော့အဒီထက်ကိုဆွဲဆောင်မှုရှိတယ်လို့ခံစားရမှာပါ။ဘာကြောင့်လဲဆိုတော့ဒီဟောင်ကောင်ရဲ့ဒရမ်လေးတွေကလမ်းပေါ်မှာခရီးသည်တွေအတွက်တကယ်ပြေးဆွဲနေတာဖြစ်တယ်လို့အယောင်ဆုံးအသွေးဆုံးနဲ့အစီးပေါင်းများစွာကလောင်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 နဲ့အတန်လေးတွေနဲ့ပြေးဆွဲနေတာဟာ
တကယ်ကိုမှစိတ်ချမ်းသာစရာလို့ကျွန်တော်ကတော့ခံစားရပါတယ်ကျွန်တော်တို့ရဲ့သရံပတ်စီတဲ့ခီးစဉ်တွေကတော့ဒီမှာနေနဲ့ပြီးဆုံးပြီဖြစ်ပါတယ်